ကျွန်တော်အဲ့တော့ငယ်သေးရဲ့ပေါ့အကိုရဲ့အမေရဲ့အကိုကြီးရဲ့အမေရဲ့အဖေရဲ့လေဒီစီးနဲ့ဟိုဘက်ကန်းကိုသွားပြီးတော့ကျွန်တော်တို့ကအဖေကဓာထွန်းအမေကဖောင်းကောက်အမေကောက်ပြီးအမိုက်တွေကိုကျွန်တော်ကဘေးမှာသွားထားအကိုကလည်းသူ့လုပ်ဆရာရှိရလို့ခင်းနဲ့အမိုက်တွေထိုးတယ်ဖျားမရှိဘူးကျွန်တော်အခုအိမ်အောင်ကြတာအကိုတယောက်အမ2ယောက်အိမ်အောင်ကြတယ်အခုလက်ရှိအမေနဲ့နေရ5ယောက်အကိုတယောက်ညီမတယောက်ဒီတယောက်ကျွန်တော်အပါဝင်ပေါ့ကျွန်တော်ထက်တန်းကျောင်းသားဘဝအဖေဆုံးခဲ့တာဒီတချမ်းဖြတ်ပြီးတော့ပထမအစဖြစ်တာဒီတချမ်းဖြတ်ပြီးတော့စဖြစ်ခဲ့တာသူ့ပြုစုစောင့်ရှောက်ဆေးပါညာလေမြန်မာဆေးပိုင်းနဲ့ရှောက်ပေါင်းဟာတွေနဲ့အကုန်နှိမ့်ပေးရှောက်သီးရည်နဲ့အကုန်ကြောပြီးပါအကုန်နှိမ့်ပေးတယ်အကုန်လုံးမောင်နှမတွေအကုန်လုံးပြုစုစောင့်ရှောက်ခဲ့တယ်အဖေကနောက်ထပ်ကြားလာတော့ပို့ပြီးတော့ဆိုးလာတဲ့ယောဂနောက်ထပ်တစ်ချက်ထပ်ဖြစ်တယ်နောက်ထပ်တစ်ချက်ထပ်ဖြစ်တာမှခန္ဓာကိုယ်အာယုံကြောကိုထိသွားတယ်ယောဂပူဆူလာတယ်ဖေးအယူတနေ့တော့ခန်းစားပြီးမှစုံသွားပြောလိုက်ဘုန်းကြီးကနေ့တိုင်းဆုံးတယ်မကြွပါဘူးတောက်ကြနေတစ်ပတ်ချကြွပါတယ်ဒီနေ့ကတော့မုံကျော်က150ကျုပ်လောင်းလို့ရှိရင်လည်းအပား80ဆိုကျုပ်အလုံး80ပေါ့မနေ့4 နာရီထပြီးတော့ဘုန်းကြီးတွေဆောင်းလောင်းမော်ရကိုအဲ့လိုဆွန့်ချက်လိုက်မိသားစုချက်ပြုတ်လိုက်ချက်လိုက်အဲ့လိုဘုန်းကြီးကိုပြင်ဆင်ကြပါနဲ့ဆွမ်းခံသွားရတဲ့အခါမှာဆောက်တည်ပြီးတော့မှသွားရတဲ့အကျင့်ရှိပါတယ်တပဒါနစာရီလို့ခေါ်ပါတယ်
အင်းစင်အတိုင်းအဲ့ဒါတအိမ်နှစ်အိမ်သုံးအိမ်စသည်ဖြင့်မကြော်ဘဲနဲ့အင်းစင်အတိုင်းလျှောက်ပြီးတော့မှဆုံးခံတဲ့အကျင့်ရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မိမိရဲ့လောဘကိုတတ်တာဖြစ်ပါတယ်လောဘကိုပယ်တတ်တဲ့အလုပ်ဖြစ်ပါတယ်ဒီအိမ်ကဆင်းရဲတယ်ဒီအိမ်ကိုမသွားဘူးဟိုအိမ်ကတော့ချမ်းသာတယ်ချမ်းသာတဲ့အိမ်ကိုကြွမယ်စသည်ဖြင့်အဲ့ဒီလိုမျိုးစိတ်မထားဘဲနဲ့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအဲ့ဒါအိမ်တွေကိုကြော်တအိမ်နဲ့အိမ်ကြော်ပြီးတော့မှဆုံးခံမသွားဘဲနဲ့အိမ်စဉ်အတိုင်းအစဉ်တိုင်းသွားတဲ့အလက်အကျင့်တပဒါနစာရီဆိုတဲ့ဒုတင်ဆုံးခံတဲ့ကမှာကျင့်ရတယ်ဒုတင်ရှိပါတယ်အဲ့ဒါလည်းကျင့်ကြရပါဆံကြတဲ့ပုဂ္ဂိုလ်တွေမှာကျင့်ရမယ့်ကျင့်စဉ်တွေမြတ်စွာဘုရားတိခိယတက္ခပုံမှာအပြည့်စုံဟောထားတာရှိပါတယ်ဒါတွေကလည်းဝိနည်းစည်းကမ်းဖြစ်ပါတယ်ရှင်ယဟန်တွေဆံခံသွားတဲ့အခါမှာတိကိစ္စံဗိနာပဒံပတိခိတာနိအေချိစသည်ဖြင့်ဆံခံသွားတဲ့အခါမှာယူယူတည်တည်သွားရမယ်ဘာကိုယူတည်ရမှာလဲတပိတ်ကိုလည်းယူယူတည်တည်သွားရမယ်ဆွမ်းလုံးတဲ့ပုဂ္ဂိုလ်လည်းယူတည်ရဆွမ်းလုံးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကိုမကြည့်ရပါဘူးမြန်မာလူမျိုးတွေကမိမိတို့ရှာပွေထားတဲ့စီဝါဥစ္စာချွေးနှဲစာလို့ခေါ်ပါတယ်ချွေးထွက်ပြီးတော့မှအလုံးလုံးလို့ဟလာချွေးထွက်အောင်အလုံးလို့ပြီးတော့မှရတဲ့ပတ်စံငွေကြေးတွေကိုအဲ့ဒါမိမိတည်းမတုံးဘူးမစားဘူးအလကားလည်းမတုံးဖြုံဘူးအဲ့ဒါတွေကိုဟလာမိမိတို့ကိုးခွေတဲ့မြတ်နိုးတဲ့ကြည်ညိုတဲ့ဗေဒနာသုံးပါးတွေကိုတူကြတန်းကြတာများပါတယ်အဲ့ဒါမြန်မာနိုင်ငံဟာဘုန်းကြီးတို့မြန်မာနိုင်ငံဆင်းရဲပါတယ်ဆင်းရဲပါတယ်ဗုဒ္ဓဘာသာနိုင်ငံဆိုပြီးဆင်းရဲပါတယ်ဒါမှမဟုတ်ပစ္စည်းဥစ္စာအနေနဲ့ဆင်းရဲပေမဲ့လို့တရားတရားအနေနဲ့မဆင်းရဲပါဘူး
ပေရှင်ကလေးစားလောင်းနေဆိုတော့ဆွန်းလောင်းတာကျွန်တော်ဖိုးပွားပြပြင်လက်ထက်ကလေးကအဲ့ဒီပါပဲအမြဲတမ်းဆွန်းလောင်းနေသူတို့အဖိုးဖွားတင်နေဆိုတော့မမွေးခင်ကလေးရတယ်အဖိုးဖွားတွေစပြီးတော့မှဆွန်းလောင်းတာပေါ့အဲ့ကလေးစပြီးတော့မှနေဆိုတော့အခုကြီးတဲ့အချိန်အထိပေါ့ဆွန်းလောင်းအဲ့ဒီဆွန်းလောင်းရတဲ့ဘာလို့ဆွန်းလောင်းရတယ်ဦးဆိုတော့အဲ့ဒီဆွန်းလာမြတ်စွာဘုရားလက်ထက်ကလေးကပေါ်ပြောရမယ်ဆိုမြတ်စွာဘုရားလက်ထက်ကလေးကဆွန်းငံကြွားတာကိုဆွန်းငံကြွားတာပေါ့နော်မြတ်စွာဘုရားဆွန်းငံကြွားတာကိုအခုလက်ရှိကာလလည်းဒီဘုန်းကြီးတွေဆွန်းငံကြွားတာပေါ့ဆွန်းဘုန်းကြီးတွေရောတာပေါ့နော်ဘယ်လိုပြောမှာတော့သူတို့လည်း1000တနေရပြီးတော့မှတအားသိဒီလာတွေတာနာတွေလောက်တာပေါ့လေကျွန်တော်တို့တွေလည်းတအားသွေးပေါ့အဲ့လိုမျိုးဘယ်လိုပြောမှာတော့အဲ့လိုမျိုးတတ်နေတဲ့လောက်ပေါ့ကိုတတ်နေတဲ့လောက်ဆွန်းနေပေါ့ချက်ပြီးတော့မှအဲ့ဒီကိုလောင်းကြတာပေါ့ဘုံကြီးတွေကိုဟုတ်ကဲ့ကျွန်တော်နာမည်ကနေစောပါခင်ဗျာကျွန်တော်ကဒီအင်းလေးတေသားမှာနေပါတယ်အမေရဲ့အခုလက်ရှိအိမ်မှာမိသားစုနေနေတာတော့အမေရဲ့အဖေရဲ့အမရဲ့အကိုရဲ့ညီရဲ့နောက်ပြီးတော့နေစောရဲ့နောက်နေစောသူတယောက်သူမတယောက်ရှိပါတယ် Mira que no me siento yo no soy sin web ya. ဒီတို့လေးစင်းဆောင် 咱们妈妈啊， Hadi ya hina. 这样嘛，啊配哦， Na ja kuya 脸要看到。你那穿哪？ 差一点。可以。要这个的单。我阿妈带拉哟，你看追来过来的。 နေစောငငယ်ကတော့အတန်းပညာတော့တိတ်မတင်ရပါဘူးပညာရည်ချင်းတော့9တန်းအထိပဲတင်ရပါတယ်
အစုံမောလေရတဲ့အလုပ်ကိုအကုန်တင်ကြိုးပြီးတော့မှအဖေတို့နဲ့ပူတာလည်းပါတယ်နောက်ပြီးတော့ကိုအလုပ်ထွက်ချပြီးတော့မှလှုပ်တာလည်းပါတာပေါ့လေအခုလက်ရှိအထီးပေါ့လေခြံလှုပ်တယ်ငါဖမ်းလှုပ်တယ်လေလှုပ်တယ်နေစောဘဝမှာအဲ့ဒါ လူများဟိုဆယ်လေးရောက်တဲ့ပူမမော သူကဘာလို့ဆိုမဆောင်မသားလေဒီမကတောင်းလေသူဘာမှမလုပ်လေမိမိဖောက်ကူညီတယ်ခုပျော်ပါလေမလုပ်ဘူးလူများလို့ အဝလဲသူအမေရဖေရသူဖုန်းနာဝေးပေးအဝလေးလဲတူ မေဘေဟာဒီအဝါလေးဝါနေတဲ့ဥစ္စာသူဝယ်ပြူတဲ့ဥစ္စာပဲမေဘေဘာ ဘာ မှ မှမလေးလဲသူဝေးပေးရတယ်များများ မိမယောက်ျားကြဆိုအကုန်သူဥတီမဲ့သူဝယ်တယ်သူလုပ်ပေးတယ် စား 冷吗？还是几个老家的？ နည်းနည်းမပေး 这个，有个路，这个明天为什么？ อืม အောင်ဆန်းတော့သူ့ဖေဆုံးပြီးရဆိုသူတို့တွေကအဲ့လိုပဲတစ်ဖက်တစ်လမ်းကနေပြီးတော့မေကိုစီဝါရေးရှာဖွေပြီးတော့တောင်တုလုပ်ငန်းကိုရပ်ပြီးတော့သူတို့အဲ့ဒီကြောင်းလိုက်တာနဲ့ဈေးရောက်တာနဲ့သူတို့မိဘကိုလောက်ကန်ပြီးတော့သားသမီးများကျွေးကြပါတယ် 为了当我完全不懂了。 အဝမ်းချက်ပြန်လာဝယ်ပေးမှာပေါ့ ညနေအမေဘာရှင်းချက်မသားဘူး ညနေလားနော်ညနေအိမ်မှာဖြင်းနေရှိရပေါ့သားရဲ့ အဲ့အိမ်မှာချက်မှာမေ ဘူးတီတော့ပဲတီတော့အကိုရတွေကကို 完全送了我了。 အဝဲဆက်စုံတော့လည်းကြလာသားရီသမီးတွေဘာမှအားမငယ်နဲ့ပေါ့လေအဖေဆုံးတဲ့နောက်ပိုင်းမှာသားရီဆေးရောက်ကြပေါ့လေတရားဆေးရောက်မှသားသမီးတွေအားပေးတော့ပေါ့ အဖေအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကစိတ်တွေကတည်ငြိမ်ဖြစ်နေဖွားလည်းပြောတယ်တရားထိုင်ပေါ်ငါမြည်စိတ်အရာရာစိတ်ဖိစီးမှုများလာရင်ဘာမှထွက်ပေါ်မရှာနဲ့တရားမှတ်ဝင်လေထွက်လေမှတ်အဲ့လိုပြောရတယ်ကျွန်တော်တို့စိတ်ဖိစီးမှုများတဲ့အချိန်တရားမှတ်တယ်ဒုက္ခဆင်းရဲကိုလည်းအကုန်လုံးကျွန်တော်မိထားတယ်ဘာမှမဆိုကျွန်တော်တို့အဲ့အချိန်မှာအကုန်လုံးကိုမိထားတယ်ဝင်လေထွက်လေကိုပဲရှုမှတ်ကြတယ် ကြီးစရာဆိုတော့ဒီမိသားစုဖြည့်ချင်းပုံငွေကိစ္စပေါ့လေအဲ့ဒါလည်းပါလာနောက်ဘဝမှာအမဆုံးတာလေအကိုဆုံးတာလေညီမလေးဆုံးတာလေဘဝမှာအဲ့လိုမျိုးနာကြီးစရာလေခံစားရတာပေါ့လေဒါပေမဲ့အဲ့ဒီစိတ်ထွက်ပေါက်ကိုတော့လော့ချစ်စိတ်ထွက်ပေါက်တော့ချာချင်တာပေါ့လေရှင်းပြောတယ် ငိမ့်ချမ်းတဲ့နေရာကိုလည်းရှားချင်တာပေါ့လေဒါပေမဲ့နေစောဘဝမှာဒီအမေရဲ့အဖေရဲ့အကူအမအထင်နဲ့အစတန်ရုံးစင်များနေလို့ဘယ်လို့မှယုံထွက်လို့မရဘူးပေါ့လေအဲ့လိုမျိုးခံစားရတာပေါ့လေကိုမှကိုဖြစ်ချင်တဲ့ဟာဒီကိုလှုပ်ချင်တဲ့ဟာဒီဘယ်လို့မှလှုပ်လို့မရဘူးပေါ့ဒီမိသားစုတန်ရုံးစင်နေပေါ့လေ ဒီလောကဓာတ်ကိုထပ်ပေါက်တစ်ခုဖြစ်တဲ့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သင်္ကန်းစီတာတို့ဒီငြိမ်းချမ်းတဲ့နေရာမှာပေါ့အဲ့လိုမျိုးနေရာမှာပဲနေရှင်တာပေါ့လေစိတ်ထဲမှာအေးဆေးတဲ့တရားရိပ်မှာပဲနေရှင်တာ
နဲ့ခွဲကွာသွားရင်တော့ဟိုမဲရဲ့စိတ်ထဲတော့ဟာပြတာကိုရင်လာတာပေါ့ရင်ဟိုနဲ့မှတော့ခံစားရတာပေါ့နော်ဟုတ်တာဟုတ် ဒါတော့အမေဖြစ်တော့ဆိုလွန်ရတယ်အနည်းနဲ့များတော့ဟုတ်လားကိုစားသမီးတူတော့ငါသူခေါင်းလာလောက်လာတော့ပြိုက်ပြင်းလို့မရဘူးပေါ့တားလို့မရဘူးပေါ့အမေဖြစ်မဟုတ်လားကောင်းတယ်လမ်းသွားရည်ပဲဆိုဆိုးရလောက်လောက်တာမဟုတ်ပဲမိပဲဖွင့်ပြအောင်မတားလေ ရင်ခွဲမတတ်တော့ခံစားရမှာပေါ့ညီမလေးနောက်ပိုင်းတော့သူ့ကိုဖို့တော့ဟိုရဟန်းလူရဟန်းမြတ်ဖြစ်လာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် တရားထိုင်ပြီးသွားရင်ဘာမှဘုံတော့တယ်မရှိတော့စိတ်ကအေးစစ်စစ်နဲ့လမ်းနေရပြန်လို့လမ်းဆန်းအဲ့လိုပြန်လွတ်လပ်လမ်းဆန်းပုံစံဖြစ်တယ် ဆရာဝန်ရဲ့ဆေးရဲ့ဆရာဝန်လက်ထောက်ရဲ့အဲ့ဒါတွေကိုယောဂဝေဒနာတေတွေကဗါလေယုံကြည်တယ်လို့ပဲကိုယ်ွယ်တယ်လို့မိကိုအားထားတယ်လို့ပဲဖရာတရားတန်ခါဆိုတဲ့ယတနာ၃ပါးပေါ်မှာလဲဗုဒ္ဓဘာသာလူမျိုးတွေကဒီလိုမျိုးယုံကြည်ကိုယ်ွယ်အားထားကြတာဖြစ်ပါတယ် 불교에서 말하는 믿음은 일반적인 믿음하고 약간 다릅니다. 어떤 면에서 다르냐 하면 우리가 부처님께서는 항상 와서 보라 그랬어요. 와서 믿어라 하지 않았습니다. 그거는 뭘 의미하냐면 불교의 믿음은 항상 지혜가 바탕이 되어 있습니다. 단순히 지혜 없이 맹목적인 믿음은 맹신이라고 부릅니다. 그런 맹목적인 믿음이 아니라 어떤 그 가르침에 대한 이해를 바탕으로 한 믿음을 말하는 겁니다. 바꿔가야 되는 사람은 나란 말이에요. 다른 사람에게 의지하지 말고 다른 사람에게 해주기를 바라지도 말고
오로지 네 자신이 깨어있는 마음으로 열렬히 수행할 때 거기에서 감마의 축복은 깨달음은 오는 것이다. 우리가 젊음이 영원히 유지된다면 이것은 고통일 수가 없습니다. 근데 그 아주 아름다운 여배우가 나이가 들면서 늙어가는 그런 과정, 변하는 과정에서 오는 고통은 이루 말할 수 없습니다. 그 당시는 그렇지 않지만 변한다는 것은 항상 우리에게 고통의 씨앗이 됩니다. 잘난 사람이나 못난 사람, 배운 사람, 못 배운 사람 모두가 생로병사 여정을 안 거칠 수가 없는 것이죠. 그다음에 세상과의 인연관계 속에서는 우리가 사랑하는 존재와 우리가 헤어져야 되는 그런 고통이 있는가 하면은 미워하는 존재들과 또 함께 거주해야 되는 그런 고통도 있고, 그다음에 내가 원하는 것이 다 성취되지 않아요. 구하는 것이 다 이루어지지 않잖아요. 그다음에 마지막으로서는 내 몸과 내 마음이 내 뜻대로 컨트롤되지 않는 이런 불편한 고통이 있다는 것이죠. 깨유의 독하 뜻사고 빼지 말에 빼야 매로 솔로시에 여자비아호의 자르가 테마 우바마 시바래 쾌니 친데 쾌하 적해네 투의 보고 막가이베네 적해고 라이 비도 막가이니 로 어디 쾌하 독하မငြင်းပါဘူး အဲ့ဒီလိုဖြစ်ပါတယ်မှားယွင်းတဲ့အယူဆဖြစ်ပါတယ်ဒုက္ခကိုပေးတဲ့အလုပ်ကချင်းတိကတော့မြားနေပြည့်စေဖြစ်စေတင်တ်နေပြည့်တည်ဖြစ်စေအဲ့ဒါမြားတို့တင်တ်တို့ကိုသူကဂရုမထားပါဘူးပြစ်တဲ့ပုံကိုယ်ကိုသာလျင်သူကအဲ့ဒါလိုက်ပြီးတော့မှတိုက်ခိုက်လို့ဒုက္ခချက်ချင်းငြင်းအေးပါတယ်ဒါကြောင့်ဒုက္ခကိုပေးစရာမလိုဘူးဒုက္ခရဲ့ဖြစ်ကြောင်းဖြစ်တဲ့သမုဒိယသစ္စာကိုတဲ့လောဘကိုပဲပယ်ရမှာဖြစ်ပါတယ် 그
တတိဆိုတဲ့သဘောတရားဟာအကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အောက်မေ့မှုအမှတ်ရမှုတတိယမှုဖြစ်ပါတယ်။ဘာတွေကိုအောက်မေ့တာလဲအမှတ်ရတယ်လဲတတိယတာလဲဆိုရင်ခုနကဘုန်းကြီးပြောတဲ့ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ရှုမှတ်ရမယ်အာယုံ၄မျိုးမြတ်စွာဘုရားကဖော်ပြထားပါတယ်။ကာယအဲ့ဒါကိုယ်မူရာကိုယ်မူရာတိုင်းမှာလည်းပဲအမှတ်တတိလေးနဲ့သိအောင်ရှုမှတ်ရမှာဖြစ်ပါတယ်ဝေဒနာခံစားမှုနှုတ်ကင်ခံစားမှုသဘောတရားကိုလည်းခံစားမှုသဘောများသိအောင်တတိလေးနဲ့ကပ်ပြီးတော့မှရှုမှတ်ရမှာဖြစ်ပါတယ်စိတ်ဓာတ်မိမိစိတ်ပေါ်မှာဖြစ်ပေါ်လာတဲ့လူချင်းမှုနှစ်သက်မှုစိတ်ဆိုးမှုစိတ်ပြည့်မှုအဲ့ဒါအစရှိတဲ့ဖြစ်ပေါ်လာတဲ့စိတ်တွေအပေါ်မှာလည်းပဲတတိလေးနဲ့ရှုကပ်ပြီးတော့မှရှုမှတ်ရမယ်ဓမ္မခေါ်တဲ့မြင်မှုကြားမှုနားမှုစားမှုတွေ့ထိမှုစိတ်ကူးစဉ်းစားမှုဆိုတဲ့ဒွါရ6ပါးမှာပေါ်လာတဲ့အာယုံမှန်သမျှတွေကိုလည်းတတိလေးနဲ့ရှုမှတ်ကပ်ပြီးတော့မှရှုမှတ်မှုအဲ့ဒါကိုပဲတတိလို့ဆိုပါတယ် 사실은 과거는 지나가 버렸고 미래는 아직 오지 않은 일인데 거기에 끄달려서 지금 현재 내 삶에서 어떤 일이 일어나고 있는지는 정확히 보지 못하는 거죠. 근데 사실은 우리가 접하는 건 지금 현재가 전부거든요. 지금 이 순간이라는 것이 이 손가락을 탁 들었을 때 들기 전도 아니고 내려놓고도 아니고 지금 딱 이 순간에 알아차리는 것. 일체 분별과 사량을 내려놓고 있는 그대로 바로 아는 것. 즉각적으로 아는 것. 이것이 바로 사띠라는 거예요. 자기에게서 일어나는 어떤 감정이라든가 생각을 좀 더 객관적으로 좀 거리를 두고 마치 자기에게 일어나는 것이 아니라 남에게 일어나는 것처럼 그러니까 그렇게 바라보다 보면 이 상황을 좀 더 객관화시켜서 볼 수 있게 되니까요. 우리가 어떤 물체가 떨어져야 보이지 눈앞에 너무 완전히 밀착해서 보서는 대상을 볼 수가 없는 것이죠. 그래서 우리가 몸과 마음에서 일어난 대상도 완전히 객관화시켜서 제3자처럼 떨어져서 볼 때에 아주 평정심을 가지고 이성을 가지고 어떻게 이 현상이 쉽게 말하면 고통을 볼 때 내 고통이라 보면 아파서 우리가 볼 수가 없죠. 아, 고통이라는 현상을 내가 분명히 봐야 되겠다. 반복적인 노력을 통해서 처음에는 하루 중에 아주 짧은 시간밖에 알아차릴 수가 없던 것들이 오랜 반복을 통해서 그것이
분포가 점점 많아지는 거죠. 그래서 뭐 때로는 1시간, 2시간, 나중에는 하루 종일도 항상 알아차릴 수 있는 그런 어떤 힘이 생기게 됩니다. 우리 마치 우리가 길들여지지 않은 어떤 그 강아지나 소를 처음에 붙들어 놓으면 얼마나 이놈이 많이 돌아다니고 막 빙빙 도는데 오랫동안 매놓으면 그냥 가만히 있고 나중에 풀려놔도 달아나지 않고 그 주위를 풀을 먹고 있는 것처럼 우리 마음도 우리가 대상을 따라가는 줄 알고 그 마음을 고요히 바라보게 되면 마음이 점점 더 바깥으로 도망다니는 것을 하지 않고 마음의 주소에 그대로 집에 머물러 있는 것을 점점 가까이 하게 돼서 나중에는 점점 그 자리에 머물러 있어서 고요하고 평온스러워지는 것이 우리 마음이 그렇게 또 길들여지는 것이죠. 알아. 말해 서로 시임.စိတ်ထဲမှာ စိုးရိမ်မှုတွေရှိနေတယ်ဟာလားစုပူပန်မှုတွေတောကတွေရှိနေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါဝိပဿနာရှုမှတ်တိုင်းမှာအဲ့ဒီတောကတွေကိုနည်းသွားစေနိုင်ပါတယ်နောက်ဆုံးပပြောလဲပပြောက်သွားနိုင်စေပါတယ်ပစ္စုပန်မှာတောင်းမှဒီလိုရှုမှတ်တိုင်းမှာမှတ်တိုင်းလေးတွေမှာဒီမှတ်စရာအာယုံဘာပဲဖြစ်ဖြစ်ပေါ်လာတဲ့အာယုံတွေကိုမှတ်တဲ့အခါမှာမှတ်စရာအာယုံရမှတ်တည်တဲ့စိတ်တွေရောရှင်းနောက်ဆိုတော့တပြိုင်နဲ့ဆိုတော့ပျောက်သွားတာပြည့်သွားတဲ့သဘောတရားတွေကိုဝိပဿနာဉာဏ်နဲ့သိရပါတယ်မြင်ရပါတယ်အဲ့လိုသိတိုင်းမှာလည်းပဲမိမိစိတ်မှာစိတ်တဝိတ္တုဒီခေါ်တဲ့မတ္တမစင်ကြယ်တန့်ရှင်းတဲ့စိတ်တွေလည်းဝိပဿနာဉာဏ်အရာပေါ်လာပါတယ်အဲ့မှာမတ္တမမခံစားဘူးတဲ့ဝိပဿနာဒုက္ခတွေလည်းခံစားရပါတယ်